င်းနဲ့တာယာပွားကြီးနဲ့ကရင်အကျော်တယ်မဝုန်းမယ်ဆိုတော့နော်မစိုးပြောမယ်ဆိုတဲ့စကားကတော့အားလုံးလည်းသိပြီးသားပရိသတ်တွေအားလုံးလည်းပြောစေခြင်းတဲ့စကားပေါ့နော်ဟုတ်ပြီအဲ့တော့ဘာလဲဆိုတော့အခုလက်ရှိလက်တလောဖြစ်သွားတဲ့လူမှုရေးထောက်ပြမှုပေါ့အရှုပ်ရှင်းဟလာစာအရှိကြီးတွေနဲ့ဟိုမင်းသမီးကတသစ္စာမင်းသမီးနာမည်လေးလုံးနဲ့တသစ္စာမင်းသမီးကတောင်းပန်လိုက်ဟိုဘက်ကဟိုတရားပွားကြီးကပြန်ပြီးတော့တစ်ဖက်ပြန်ပြီးတော့တောင်းပန်လိုက်အဲ့တော့ဆိုလိုတာကတောင်းပန် ethic မရှိတာပေါ့ ethic မရှိတဲ့ ethical နဲ့ကျင့်ဝတ်ဆိုင်ရာစောင့်ထိန်ရမယ်ကျင့်ဝတ်တွေကိုလူရဲ့ကျင့်ဝတ်လို့ခေါ်တယ်ဒါတွေကနော်လူပီတာဆိုတာထိမ့်သိမ်းရမယ်တယောက်နဲ့တယောက်ကြားမှာစနိုင်မကြော်ရဘူးစီးမကြော်ရဘူးတငယ်ချင်းစပယ်ဇလန်းတွေမခင်းရဘူးဟဲ့လားဒီလိုမျိုးတွေဆိုတာယောက်ျားလေးဆိုလဲယောက်ျားလေးချင်းပေါ်တာကဏ္ဍမကြော်ရမယ့်အကန့်တွေရှိတယ်မိန်းကလေးဆိုလဲမိန်းကလေးချင်းမှာဟဲ့လားဂဲကုတ်ဆိုတဲ့သဘောမျိုးပေါ့တယောက်နဲ့တယောက်စီးထားတာ sister လေးသဘောရတယောက်နဲ့တယောက်ညီမလိုချစ်ကြတယ်ခင်ကြတယ်ဆိုရင်တယောက်နစ်နာမဲ့ဟာမျိုးစိတ်ထိကြိုက်နစ်နာမှာမျိုးလူထိကြိုက်နစ်နာသွားမှာမျိုးတွေမလုပ်ရဘူးဆိုလိုတာအမပြောတာအဲ့တော့အခုဖြစ်သွားတဲ့ကိစ္စကကာယကံရှင်ဖြစ်တဲ့ထက်ကိုလောက်ခဲ့တဲ့အပြစ်ကျူးလွန်ခဲ့တဲ့လူနှစ်ယောက်ကမတောင်းပန်မဲနဲ့ဘာမဆိုင်ညာမဆိုင်ဂျားတွေကမဆိုးလို့လို့ပြိတ်သက်တွေကိုစာအရှိကြီးရေးပြီးတော့နောက်ဒီလိုမဖြစ်စေရပါဘူးဘဝကိုအကောင်းဆုံးနေထိုင်သွားပါမယ်လူဆိုတာအမားနဲ့မကင်းပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မယောင်ရာစီလူးပြီးတော့ဘာမှမဆိုင်နဲ့ပြိတ္တကိုတောင်းပန်နေတာဟာတကယ်တတိရှိတဲ့လူမဟုတ်ဘူးတကယ်အပြစ်ကိုအပြစ်မှန်းသိလို့ကိုမားတာကိုမှားမှန်းသိလို့ဝင်ချမယ်တောင်းပန်မယ်ဆိုရင်ကာယကံရှင်ဖြစ်တဲ့ဘောက်ဘီဆောက်စာကိုပဲတာယာပွားကြီးရောအကျော်တယ်မရောနှစ်ယောက်စလုံးကတိုက်ရိုက် personal လူချင်းဖုန်းနဲ့ဖြစ်စေလူချင်းတွေ့ပြီးတော့ပဲဖြစ်စေဒါမှမဟုတ်ရင်လည်း social media ပေါ်ကနေပဲဟလာ title ထိုးပြီးတော့ဘောက်ဘီဆောက်စာထက်တော့တောင်းပန်ခြင်းဆိုတာမျိုးတောင်းပန်လွှာနဲ့ကိုရေးပြီးတောင်းပန်ရမှာအမားတို့ပြိတ္တတွေကဘာမှမဆိုင်ဘူးဂျားလူနော်ဂျားလူတွေကိုတောင်းပန်ပြီးတော့အမားတို့အပြစ်တွေဖြေလျှော့ပေးပါတော့နားလည်ပေးပါတော့ဆိုပြောရအောင်အမားတို့ကမိန်းမဟုတ်ဘူးမိန်းတကယ်ဖောက်ပြန်ခံခဲ့ရတယ်စနိုက်ကြော်တာကိုခံလိုက်ရတယ်ချန်ခုံတာကိုခံလိုက်ရတယ်ဘောက်ဘီဆောက်စာကိုပဲတောင်းပန်ရမှာညတို့လွဲနေတယ်နှစ်ကောင်စလုံးနော်နှစ်ကောင်လုံးလွဲနေတယ်တာယာပွားကြီးကလည်းလွဲနေတယ်ဟိုအကျော်တယ်မကလည်းလွဲနေတယ်ငါတို့ပြိတ္တတွေကိုတောင်းပန်ကြမလို့ငါတို့ပြိတ္တတွေကကိုတမင်းကိုစားပြီးငါတို့ကပြောချင်းပြောမယ်ဝေဖန်ချင်းဝေဖန်မယ်လေကန်ချင်းလေကန်မယ်ဆဲချင်းဆဲမယ်ငါတို့ပြိတ္တတွေအလောက်ကဒီအလောက်ပဲပြိတ္တတွေဆဲတာမခံချင်းရင်ကိုတွေကတရုပ်ဆောင်တာကိုကောင်းအောင်လုပ်တရုပ်ဆောင်ဆိုရင်လူမှုရေးမှာနာမည်ပြတ်မရှိအောင်နေဟဲ့လားချန်ခုံတာတွေစနိုက်တာတွေမလုံးနဲ့ဒါပဲဒါဆိုရင်ငါတို့ပြိတ္တတွေကညီတို့ရဲ့အမှုပညာရေးအချင်းသရုပ်ဆောင်တာပေါ်မှာပဲငါတို့ကကောင်းတာဆိုတာထောက်ပြမယ်ဝေဖန်မယ်အကြံပေးမယ်ဒါပဲလုပ်မှာအေးဒါပေမဲ့ဒီလိုလူမှုရေးဖောက်ပြန်ရင်တော့သူမှမခံနိုင်ဘူးအမပြမယ်အမတို့မိန်းမတွေရဲ့စိတ်ကလေစင်းရဲတာကိုခံနိုင်တယ်သိလားအမတို့ကစင်းရဲတဲ့ဓာတ်ကိုမိန်းမတွေကခံနိုင်တယ်ဒိုးတို့ပေါင်းပဲလောက်စားမယ်ရတယ်မောင်တထမ်းမဲ့တရွက်လားအမတို့လုံနိုင်တယ်တကယ်ချစ်တယ်ဆိုရင်လုံနိုင်တယ်နောက်တစ်ရှိသေးတယ်နောက်တစ်ချက်ကကိုတီလက်ရောက်ဟလာအမားတို့ကိုရိုက်တယ်နှက်တယ်ဒီလိုမျိုးလောက်တယ်ဆိုရင်လေတချို့မိန်းမတွေကကုန်းခံသေးတယ်အရိုက်နှက်ခံပြီးတော့ပေါင်းတယ်နော်ဒါပေမဲ့မိန်းမတွေတရားမှာ69ယောက်ကမခံနိုင်ဘူးဘာလဲသိလားအိမ်တောင်ရေးဖောက်ပြန်တာ relationship မှာဖောက်ပြန်ခံရတာအဲ့လိုမျိုးကိုယ့်ကိုထားသွားပြီးတော့ကိုယ့်ကိုကြော်ပြီးနောက်တစ်ယောက်ကိုသွားပြီးတာရတာကိုဘယ်မိန်းမမှမခံနိုင်ဘူးနော်ဒီနေရာမှာဘောက်ဘရစ်ဆောက်စားမပြောနဲ့ငါလိုကြက်ခိုင်ပါတယ်ဆိုတော့အမေချမ်းလို့နင်တို့ပြောနေနင်တို့ပြောနေတယ်ဟလားဗာလဲလှိုင်းသားရမယ်တော်ကြီးတို့အမေချမ်းမကြီးဆိုတဲ့ငါလို strong ဖြစ်ပါတယ်ဆိုတဲ့မိန်းမသမီးဆိုတော့ငါယောက်ျားဖောက်ပြန်တာငါခံနိုင်မှာမဟုတ်ဘူး
မခံနိုင်ရင်ဘာလုပ်မလဲနှစ်ခုပဲရှိတယ်နှစ်ခုပဲရှိမယ်နေရတန်းရမလားဒါမှမဟုတ်ရင်အဲ့ဒါကိုနားလဲပြီးတော့ရှေ့ဆက်သွားမလားဒါမှမဟုတ်ရင်လုံးဝတိကနေဖြတ်ပြီးတော့လမ်းခွဲမလားမိမတွေလောက်တဲ့နှစ်နည်းပဲရှိတယ်တိုက်ချက်တယ်ဆိုရင်ဒါပထမဦးဆုံးနဲ့နောက်ဆုံးအချိန်လောက်တာပဲဆိုပြီးတော့နားလဲတိခံခွင့်လွတ်ပြီးတော့သူတို့ပြန်ပြီးတော့ရှေ့ဆက်တွဲရင်တွဲမယ်အဲ့ဒါကိုမှမလုံနိုင်ဘူးဆိုရင်မိမတွေရှိတယ်ငါတို့ကတော့မလုံနိုင်ဘူးငါတို့ကတော့နားလဲတိခံပြီးတော့စက်ပေါင်းမဲ့မိမတွေမှာသမီးစိုးမပါဘူးပြောပြီးသားပတ်စံမရှိရင်နှစ်ယောက်ဒိုးတူပေါင်ပဲရှာမယ်လာတက်ညီလက်ညီအလုံးလုံးမယ်ငွေစုမယ်အမားတို့ဘာပဲပြောအရန်မချမ်းသာရင်ねလူတော်ထဲမှာတင့်တောင့်တင့်တယ်နဲ့လူလိုသူလိုနေနိုင်စားနိုင်တောက်နိုင်တဲ့အစိတ်တစ်ခုရှိအောင်အမားတို့စ조사မယ်နေလည်းမဖောက်ပြန်နဲ့ငါလည်းမဖောက်ပြန်ဘူးအမားတို့လင်မယားနှစ်ယောက်မှာပြောပြီးသားအမကြိုက်တယ်လို့တုံကြိုက်တယ်လို့ဝစ်အမဝဲချင်တာဝဲအကိုကြီးကအကုန်ကောင်းနေတာမိမသဘောမိမစိတ်ချမ်းသာရင်ပြီးရောမနေ့ကပဲအမဝဲလာတယ်အမဆိုင်မှာ discount ချလို့အမ employee discount နဲ့ရလို့အမဝယ်လာတယ်စိန် locket ဝယ်လာတယ်အကိုကြီးကိုပြတယ်နောက်ကြရင်မိမဝယ်လာတယ်ကောင်းတယ်လှတယ်မိမနဲ့လှတယ်ကြိုက်တာဝယ်အဝယ်စားဝယ်မလားဖက်ဝယ်မလား accessory ဝယ်မလားအမကြိုက်တာဝယ်အမယောက်ျားအစေပဲသူပြောပြီးသားငါနဲ့ယူမနဲ့မယူခင်ကြိုက်တဲ့လောက်ရှုပ်ငါနဲ့ယူပြီးရင်တော့နေကောင်းကောင်းမွန်မွန်နဲ့မိသားစုနာမည်ပြတ်မဲ့ကိစ္စငါတို့အိမ်တော်ရေးပြိုကွဲမဲ့ကိစ္စဘာမှမလုပ်နဲ့ဘာမှမလုပ်နဲ့အမလေးနေကောင်းလားကြားမလားအမအားရင်စကားပြောမယ်ဆိုတဲ့ကောင်အကုန် block ပြစ်တာအမမှာအဲ့လိုလူမျိုးတွေအတွက်နေကောင်းလားကြားမလားအမသမီးစိုးကဘာမှနေတာလဲအမသမီးစိုးဘာလုပ်နေလဲဆိုတဲ့မိကုန်းတွေကိုအမထိုင်ပြီးအားလာပါတာပါတွေကိုအမဖြေဖို့အတွက်အမမှာအချိန်မပိုနေဘူးအမဈေးရောက်ရတယ်အလုံးလုံးရတယ်ခလေးထိန်ရတယ်နော်အမမှာမိသားစုအချိန်ပေးရတယ်အမနဲ့ခင်နဲ့မင်းနဲ့သူတွေအမနဲ့ feeling sharing လုပ်တတ်တဲ့လူတွေနဲ့အမစကားစမီပြောရတာရှိတယ်သမီးဆိုးဆိုတာဗမာနေတာလဲသမီးဆိုးကဘယ်သူလဲဆိုတာကိုမေးတဲ့အစ်စ်လောက်နဲ့ငါ့ကိုစကားလာမပြောနဲ့ချက်တင်လာမလုပ်နဲ့ sorry ပဲအဲ့လိုလူမျိုးတွေအမစကားမပြောဘူးမိန်းမတွေရဲ့စိတ်ခံစားမှုကနင်းနေပြောသလိုပဲမုတ်ကိုသာဝေစားနိုင်မယ် okay အချစ်ကိုတော့ဝေမစားနိုင်ဘူးအဲ့တော့73နှစ်လုံး relationship နေနဲ့ဟဟလားဘာပြောဆယ်ကျော်သက်အရွယ်တွေကမနူးမနဲ့စိတ်ကစားတတ်တဲ့အရွယ်တွေက relationship နေနဲ့ဟလားအစောတော်ပေါက်စားလေးတွေဘဝနေနှစ်ယောက်ဒိုးတူပေါင်ဘက်အတူတူစ조사ပြီးတော့အောင်မြင်လာပြီးတော့မှအောင်မြင်မှုအသီးအပွင့်တွေရတဲ့အချိန်ကြတော့မှစပယ်တငယ်ချင်းတွေမို့ဆိုရဇလန်းခင်းခါလိုက်ရတော့ဘာပြီးဆောက်စားမပြောနဲ့ငါတော့မခံနိုင်ဘူးငါတော့မိမမတော့ခံနိုင်မှာမဟုတ်ဘူးကံကောင်းတာငါတငယ်ချင်းတွေမိန်းကလေးတငယ်ချင်းတွေတည်းမှာအဲ့လိုစနိုက်ကြော်တဲ့လူမရှိဘူးတယောက်မှမရှိလို့တော်သေးတယ်လို့ပြောရမယ်နော်ဟဲ့လားအမပြောချင်တာလားအဲ့တော့ဘသူကအပြစ်ရှိတာလဲဟဲ့လားဟာကရင်မပဲမကောင်းတာကရင်မကိုဖိဆဲမယ်ဟာပွားကြီးကမကောင်းတာပွားကြီးကိုပဲပြောရမယ်နှစ်ယောက်လုံးမကောင်းတာတရက်ချက်ယောက်ျားလေးဆိုတာကတော့အထာပေးရင်ဆရာလေးတော့မချမ်းဘူးတဲ့ကြားဘူးလားဆရာလေးကလေးမအထာပေးလဲဆရာလေးလည်းမချမ်းဘူးယောက်ျားဆိုတာနော်တင်ငန်းဝတ်ထားတာတွေကရုံတုံးထားတာတွေလာမပြောနဲ့ကြာကူလီရိုက်ပြီးတော့ကြာကြည့်ပြီးတော့မြူဆွဲနေရင်တော့သီလရှင်ကရုံတော်မှာပဲဆရာလေးလည်းမချမ်းဘူးအထာပေးလို့ရှိရင်ဒါယောက်ျားသမားဟုတ်โอเคအဲ့တော့အစတွေကဒီလို relationship ရှိနေတဲ့အစောတော်ဇုံတွဲကိုဘာကိစ္စသွားပြီးတော့ girl ကုတ်မထားပဲနဲ့သွားပြီးစပြီးတော့အထာပေးတာလေဘာလို့သွားပြီးစနိုက်ကြော်ရတာလဲအမပြောတာယောက်ျားရှားလို့လားကိုရောကိုရည်လေးနဲ့ UFL မှာမန္တလေး UFL မှာ၄နှစ်လုံးကွင်းရခဲ့တာဆို၄နှစ်လုံးကွင်းရခဲ့တဲ့အလှပကင်းမကယောက်ျားရှားလားလင်းရှားလားဟမ်ကြရမယ်ရီးစားတွဲရမယ်ယောက်ျားရှားလို့သူများအစောတော်မရဲ့ရီးစားကိုတွားပြီးတော့စနတ်ရတာလားငါမေးပြီကိုရဲ့အပြိုဆိုတဲ့ဂုံကိုရဲ့မာနမရှိဘူးလားဟမ်ကိုရဲ့ရုပ်ရည်ကိုရဲ့အနေထားနဲ့
လူမျိုးလွတ်လွတ်အပြောမခံနိုင်နဲ့အပြောခံစရာမလိုတဲ့လူမျိုးကိုတွဲမယ်ဆိုတဲ့စိတ်ကူးခေါင်းထဲမှာမရှိဘူးလားနီးစပ်ရဆွဲစားတာပဲလားလွယ်လွယ်ရလွယ်လွယ်စားလွယ်လွယ်နိုင်ပဲလားဒါမှမေးမှာမေးရပြီအမစဉ်းစားလို့မရဘူးအမဘယ်ချိန်မှာတို့အဲ့လိုနှစ်ယောက်ကိုဖောက်ပြန်နေသလားလို့အမထင်လဲဆိုရင်လေတို့နှစ်ယောက်လေတချင်းဆိုတယ်လေတချင်းစီးလေး MV တပုတ်ရိုက်တယ်လေမယုံနည်းနည်းလေးမှမယုံဆိုတဲ့တချင်းလေဟုတ်လားလွှမ်းပိုင်ရလေနော်ဖောရဲ့ဟိုဗာလေ live ဆေးရောက်တဲ့ဟိုဟာလေးနဲ့ MV လေးရိုက်တာလေအဲ့မှာလွှမ်းပိုင်ကြည့်တဲ့အကြည့်ရေလွှမ်းပိုင်ပြုံးတဲ့အပြုံးတွေကအရှမ်းကိုလေအသက်တွေဝင်နေတာတယောက်ဆောင်တာနဲ့မတူတကယ်ကိုအပြင်မှာသမီးစားတကယ်ကိုချွတ်ချောင်းဝင်ပြီးတော့တကယ်ကိုရှစ်ပြီးတော့ဘာဘိဆောက်ဆောင်နဲ့တယောက်ဆောင်ရင်တော့အဲ့လောက်ကောင်းမှာမဟုတ်ဘူးလွှမ်းပိုင်အဲ့ဒီ MV မှာတော့ဖိုးလေးကလည်းချစ်စရာလေးလောက်ထားတာလေးကမလေးခရုလေးပေါ့နော်ပတ်ကြည့်မှာပေါ့ဟိုကောင်ကလည်းဂီတာတောင်တီးပြီးတော့ကြည့်တဲ့မျက်လုံးတွေအရေးတွေကိုလှည့်ပြီးရွှမ်းနေတာပဲနော်အပြုံးနဲ့အပြုံးတွေအောင်ငါအဲ့ဗီကိုကြည့်ပြီးတော့လေအဲ့ MV ကိုကြည့်ပြီးတော့လေဟဲ့ဒီနှစ်ယောက်ကတယောက်ဆောင်တာလိုတာထက်ပုံမနေဘူးလားလို့ငါစိတ်ထဲမှာတန်တရားဖြစ်ခဲ့တယ်ငါဖြစ်ခဲ့ဘူးလေငါထင်လေမကြောက်ဘူးငါလေအချားမြင်တော့ဟောစားလို့ရမလားမသိနော်ပြောချင်တာအဲ့တော့ဘာဖြစ်လို့ဆိုအမကထက်နေရမှာအမတားတဲ့ခံစားပေးလို့ရတယ်ဆိုအမအဲ့လိုမျိုးလွန်ခဲ့တဲ့အနှစ်အစိတ်ကဖြစ်ခဲ့ဘူးလေအမအနှစ်အစိတ်လားအမအသက်25နှစ်မှာဖြစ်တာဆိုတော့မားဆိုအသက်အခု45နှစ်ဆိုတော့ sorry လွန်ခဲ့တော့20 years ago ကဘာဝိဆောက်စာဖြစ်တဲ့ situation မျိုးမားဆိုဖြစ်ခဲ့ဘူးလေခံခဲ့ရဘူးလေအဲကြောင့်မလို့အမဘာဝိဆောက်စာနေရာမှာအမတသားတဲ့ခံစားပေးလို့ရတယ်လို့ပြောတာသိလားတပုံစံနဲ့လောက်သွားတာဒါပေမဲ့လောက်တဲ့သူကတော့အမတငယ်ချင်းတော့မဟုတ်ဘူးဒါသူ့ဟာသူအပြင်မှာရှာဖွေစားတောက်ပြီးတော့ညှိတဲ့ကောင်မလေးအမတငယ်ချင်းနဲ့ဖောက်ပြန်တာမဟုတ်ဘူးဒါပေမဲ့အမနဲ့10နှစ်လုံးငယ်ကြီးစား high school တွေကငယ်ကြီးစား10နှစ်လုံးကြိုက်ခဲ့တယ် long distance relationship ပေါ့နော်10နှစ်ဆိုတော့အမတော့အတူတူတော့မနေရဘူးဒါပေမဲ့အမကမြန်မာပြည်မှာနေတယ်သူကအမေရိကမှာအမကအင်္ဂလန်မှာကြောင်းတက်တယ်သူကအမေရိကမှာနေတယ်သူအမကိုအင်္ဂလန်ကိုလာလဲတယ်အမတို့ခဏတစ်ဖြုတ်တွေ့ကြတယ်ပြီးတော့တခါအမကြောင်းနဲ့အမေရိကကိုအမလိုက်လာတယ်အဲ့တော့အဲ့လိုမျိုးဆိုတော့ပြောချင်တာက10နှစ်လုံးကြိုက်ခဲ့တဲ့ relationship တောင်မှအမကသိတဲ့အချိန်ကနေအမ4လပဲအချိန်ပေးတယ်ဖြတ်မလားမဖြတ်ဘူးလားအမပေးလိုက်တယ်ဖြတ်မယ်လို့အမကိုဂရုပေးတယ်ဖြတ်မယ်လို့ဂရုပေးပြီးတော့အမမသိအောင်ခိုးကြောင်ခိုးဝဲ text message တွေရိုက်ကြတယ်ဖုန်းတွေခိုးပြောတယ် voice message တွေခိုးပို့ကြတယ်တယောက်နဲ့တယောက်အမ4လပဲစောင့်တယ်4လပြည့်တဲ့အချိန်မှာအမတိတ်ကနေဖြတ်ပြီးအမကြောခိုင်းပြီးထွက်လာတာဒီအချိန်ထိပဲဖုန်းလည်းမဆက်ဘူးစာလည်းမပို့ဘူးအခုချိန်ထိအမတို့နှစ်ယောက်ကအကြောင်းကိုသိတဲ့တကုံတစ်ကလူတွေအကုန်လုံးကအမတို့နှစ်ယောက်ငယ်ကြီးစားငယ်ချစ်တယ်အချစ်ဦးတွေဆိုတာသိတယ်အမတို့နဲ့ mutual friend တွေကအယောက်80ကျော်ရှိတယ်ဒါပေမဲ့အမရှိမှလည်းသူ့အကြောင်းကိုမပြောဘူးသူ့ရှိမှလည်းအမအကြောင်းကိုမပြောဘူးတကုံတစ်ကငယ်တငယ်ချင်းတွေအားလုံးကစီးနဲ့စီးကလေးနဲ့ပေါ့နော်သူတို့စောင့်ထိန်ပေးတယ်အမတို့ညရဲ့ပြိုကွဲသွားတဲ့ relationship ကိုသူတို့စာနာနားလည်တဲ့အတွက်ကြောင့်သူ့ရှိမှလည်းအမအကြောင်းတော့မပြောဘူးမိသက်ကဘလို့ဘာညာအမစီမှလည်းလာပြီးတော့ဒီကောင်ကဘလို့ဘာညာအမကဘာမှလာမပြောဘူးဒါပေမဲ့အမလည်းသူ့ကိုသွားပြီးတော့ကြည့်လို့ရတယ်သူ့ profile ကိုအမ profile ကိုလည်းသူလာကြည့်လို့ရတယ်သူလည်းသူ့အိမ်တော်နဲ့သူ့ကလေးနဲ့အမလည်းအမအိမ်တော်နဲ့အမကလေးနဲ့ဒါပေမဲ့အဲ့ဒီဖောက်ပြန်ခံရတဲ့ feeling ကိုအမဘောဘီဆောက်ဆောက်နဲ့တားတဲ့အမခံစားတတ်တယ်ခံစားပေးနိုင်တယ်အမလည်းချက်လို့ပဲတခါတည်းကြောခိုင်းပြီးတော့အမလှဲ့ကိုမကြည့်တော့တာအမကိုဖုန်းဆက်ပြီးတော့ပြန်ပြီးတော့တောင်းပန်တယ်ပြန်လာပါအမနဲ့သူပြန်ပြီးညှိချင်ပါတယ်ပြောတယ်အမကြောက်သွားပြီအမအရန်ကြောက်သွားတယ်အမအဲ့ချိန်မှာ trauma ကြီးရောက်သွားတာအဲ့ဒီ trauma ကလေအမအခုချိန်အိမ်မက်နေတော့အမအဲ့ဒီ trauma ကြီးအမအခုချိန်ကြီးအနှစ်20ရှိပြီအမအဲ့ဒီ trauma ကြီးကအမအိမ်မက်ထဲမှာအငြင်းတဲ့ nightmare ကြီးတွေနဲ့ပြန်မက်တယ်အဲ့ရတော့အမဇောချွေးတွေပြန်တော့အမအသက်20အရွယ်မှာအမ25နှစ်အရွယ်မှာအမဖြစ်ခဲ့တဲ့ခံစားမှုအမ psychiatrist နဲ့တော့ပြယူပါတယ်အမအဲ့လိုအိမ်မက်တွေမက်ပြီးညညကြိုင်လန့်နိုးလို့ဘာဖြစ်တာလဲဆိုပြီးတော့အဲ့တော့အမက
ဒီအတိတ်ကကြံခဲ့တဲ့ relationship trauma အမ healing မလုပ်နိုင်သေးတာတဲ့အရန်ချစ်တဲ့သူကပိုခံစားရတယ် relationship တစ်ခုဖြစ်သွားလို့ရှိရင်ဖောက်ပြန်ခံရတဲ့သူကဖောက်ပြန်သွားတဲ့သူထက်ပိုပြီးခံစားရတယ်ဘာလို့ဆိုတော့ကိုကအပြစ်မလုပ်ဘဲနဲ့ကိုကမမားဘဲနဲ့ကိုကခံလိုက်ရတဲ့သူလောက်သွားတဲ့သူတွေကတော့တန်တယ်လေသူတို့တောင်းပန်တယ်သူတို့အမြင်မှန်ရတယ်ဆိုလဲသူတို့ကလောက်ခဲ့ပြီးမှသူတို့ကလောက်ပြီးမှသူတို့ကအမြင်မှန်ရတာလောက်ပြီးမှသူတို့ကဝင်ချတောင်းပန်တာသူတို့ကဘာပဲပြောလောက်လိုက်ရသေးတယ်တန်တယ်ဘာမှမလောက်လိုက်ရဘဲနဲ့တလွတ်ကြီးအဖောက်ပြန်ခံရတဲ့သူကနော်ဖောက်ပြန်ခံရတဲ့သူကခံစားရတယ်ဒါမိမတိုင်းခံစားရတာအမမဟုတ်ဘူးအဲ့တော့ဘာဘိတ်ဆောက်စားလိုမျိုးဒါနိုင်ငံကျော်အစောတော့ဆိုရင်မီဒီယာတွေရှေ့မှာ तू ဘလောက်တောင်မှဟန်ဆောင်ပြီးတော့သူ့ရဲ့ရင်ထဲကခံစားမှုတွေကိုထိမ့်ပြီးပြောရတယ်ဆိုတော့အမကလေထက်လေးအင်တာဗျူးတွေကိုအမအမြဲတမ်းကြည့်တယ်သိလားထက်ကလေးကိုအမချစ်တယ် तू တော်လက်ကလေးနဲ့ကလေးပုံစံမျိုးလေးပြီးရင် तू ကလွှမ်းပိုင်ကိုငယ်ကြငယ်လေးတွေကချစ်ခဲ့ရတယ်ငယ်လေးတွေကသူ့ရဲ့အပြိုဘွားလေးသူ့ရဲ့ဖြူစင်ဘွားလေးကို तू ချစ်ပြီးတော့နှစ်ကာနဲ့ဟလာဘဝတွေရောအကုန်လုံးပေးဆက်ပြီးတော့တစ်ချိန်မှာတော့ယူကြမှာပဲဆိုတဲ့စိတ်နဲ့ပေါ်ပိဆောက်ကချစ်ခဲ့တာဒါပေမဲ့ဟိုနွားဘက်တော့မှမပြောဘူးမီဒီယာမှာယူဖို့အကြောင်းဘက်တော့မှမပြောဘူးဘက်တော့မှယူမဲ့ပလန်ဘရောမှချမပြဘူးအမပြောတာကတစ်နှစ်သုံးလေးနှစ်မို့လို့ဟလာမယူသေးဘူးဆိုတာရတယ်အိမ်အောင်သက်တစ်ခုက relationship တစ်ခုကအိမ်အောင်သက်မဟုတ် sorry ရီးစားတက်တန်းတစ်ခုက9နှစ်ကျော်ရင်အဲ့ဒီ main ကလေးတောက်ကိုငဲ့ညာရတယ် within 5 year အတွင်းမှာယူကိုယူသင့်တယ် within 5 year ကျော်လို့မှမယူနေဘူးမယူနိုင်သေးဘူးဆိုရင်အဲ့ဒီ main ကလေးတောက်ကကိုယ့်ရဲ့နှုတ်ပြိုမှုတွေတက်ကြွမှုတွေပြိုမြင့်မှုတွေအဲ့ဒါတွေကိုဒီလိုလူမျိုးပေါ်မှာဆက်ပြီးတော့မျောလင့်ပြီးတော့မဆောင်သင့်ဘူးအမနဲ့ခင်တဲ့ကောင်မလေးတယောက်ရှိတယ်ကောင်လေးနဲ့ကောင်မလေးနဲ့ကမလေးရှားမှာအတူတူပဲသူတို့နှစ်ယောက်ရီးစားဖြစ်ခဲ့တယ်ပြီးတော့မလေးရှားကနေကောင်လေးကအမေရိကကိုထွက်သွားတယ်အမေရိကမှာအခုသူ citizen ဖြစ်သွားပြီဒါပေမဲ့ကောင်မလေးကရန်ကုန်မှာမလေးရှားနေရန်ကုန်ကိုပြန်လာတယ်ရန်ကုန်မှာဆက်ပြီးတော့ဒီကောင်လေးကိုယူမလားဆိုတဲ့မျောလင်းချက်ကလေးနဲ့တစ္ဆာရှိနဲ့စောင့်ပေးတာ9နှစ်စောင့်တာငါ့အမကိုလာတိုင်မင်းနဲ့အမေလိုအမလိုလာတိုင်မင်းနဲ့မစိုးရေအပြင်မှာလည်းခင်တယ်ညီမလိုခင်တာဆိုတော့မစိုးရေတမီးပါဆက်လောက်ရမလဲတမီးကောင်လေးက citizen လည်းဖြစ်နေပြီတမီးကိုလည်းလာပြီးလက်မထပ်ဘူးလက်ထပ်ဖို့အကြောင်းလည်းမပြောဘူးသူဟိုမှာကျောင်းနေဆက်တက်အောင်မယ်ပတ်စံနေရှာခြင်းသေးတယ်လို့ပြောတယ်တမီးပါဆက်လောက်ရမလဲကောင်မလေးတက်က35ကျော်နေပြီအမတစ်ချက်ပဲပြောလိုက်တယ်ဖြတ်ချလိုက်လို့အမဖြတ်ခိုင်းလိုက်တာဖြတ်ခိုင်းလိုက်တဲ့အချိန်မှာသူနည်းနည်းလေးတော့ခံစားရတယ်6လလောက်တော့ကောင်မလေးနည်းနည်းလေးစိတ်ကလေးလေတယ်ဘားတွေသွားတယ်အရက်တွေတောက်တယ်နည်းနည်းပေါ့နော်သူ depression ဝင်တယ်6လလည်းပြီးတော့အခုအမလေးကိုပိုင်စီးပွားရေးနဲ့ကိုပိုင်တိုက်ခန်းနဲ့ live sale တွေရောင်းပြီးတော့တယောက်တည်းတကိုယ်တည်းအပြိုကြီးတောက်ပါနေတာဘယ်ယောက်ျားမှလည်းဆက်မတွဲတော့ဘူးဆိုလိုတာက relationship တစ်ခုက9နှစ်ကျော်လို့မှအဲ့ယောက်ျားလေးဘက်ကကိုမယူချင်တဲ့ပုံမျိုးယူဖို့စကားမပြောဘူးလက်ထပ်ဖို့ကိစ္စတွေမဆွေးနွေးတော့ဘူးဆိုရင်အချိန်ကုန်နဲ့မတွဲနဲ့ဖြတ်ချလိုက်အသက်ထက်ရှာနော်အဲ့တော့အသက်ထက်ရှာအချိန်ကုန်နဲ့အခုဆိုရင် Bobby ဆောက်ဟာ73နှစ်လုံးအချိန်ကြီးကုန်ခဲ့ရတာသူ့နေရာမှာခံစားကြည့်စမ်းဟဲ့လားအမပြောတာအဲ့တော့အထာပေးရင်ဆရာလေးတော်မချန်တဲ့ယောက်ျားဆိုတဲ့အမျိုးအစားကိုစပြီးတော့အထာပေးပြီးတော့စနိုက်တယ်မလုပ်သင့်ဘူးဒါမျိုးအေးတစ်ဖက်ကလောက်လာလို့အထာပေးလာရင်တော့မှပဲ73နှစ်လုံးကိုယ့်ပေါ်မှာနည်းချစ်ခဲ့တဲ့ကိုယ့်ရဲ့ငယ်ချစ်ငယ်ကြီးစားဟဲ့လားဘဝလက်တွဲပေါ်အတူတူစ조사ရုန်းကန်ပြီးအောင်မြင်မှုတွေရအောင်လုပ်ခဲ့တဲ့ကိုယ့်ရဲ့ချစ်သူကိုတာယာပွားကြီးကညံ့ညာရမယ်တနာရမယ်စာနာရမယ်ငါညီမလေးဆိုရင်ဒီနေရာမှာငါညီမလေးကိုတယောက်ကညံလှုပ်သွားရင်ခံနိုင်မလားဆိုရင်နှမသားချင်းကိုချင်းစာတဲ့စိတ်နဲ့နော်တွေးရမယ်မတွေးဘူးလွယ်ပဲနော်
လွယ်ပဲလှုပ်သွားတာပြီးတော့ तू ကပြောသေးတယ်ကျွန်တော်တို့ကတဲ့နှစ်တွေကြာပြီမဲတဲ့ကျွန်တော်တို့ညှိတယ်တဲ့ညှိလို့ကျွန်တော်တို့ဘလုံးမရှက်ဆက်ပြီးသွားလို့အစင်မပြေတော့လို့ဒါတဲ့ကျွန်တော်တို့လမ်းခွဲလိုက်ရပါလားလမ်းခွဲလိုက်ရတာပါတဲ့ဘာအောင်ညှိတာတော့ဟမ်ဘာအောင်ညှိတာတော့နင်းငိမ့်မနေဘဲနဲ့ခြံခုံတဲ့ကိစ္စကိုတစ်ဖက်မိန်းကလေးကဘာအောင်အညှိခံရမှာတော့ပြောပါဦးဟမ်ညှိရအောင်ဘာတွေနေရညှိချင်နေရတော့ပရိပဒါနဲ့ပြောင်းတာစတိပဲကောင်းတယ်နော်ပြောင်းတယ်ဆိုတာစတိပဲကောင်းတယ်ကျန်တာမကောင်းဘူးနော်ပြောလေတဲ့ပြောလေဟလာကျွန်တော်ရဲ့လောက်ရတစ်ခုကြောင့်ဟလာတစ်ဖက်ကကျွန်တော်ကိုခွင့်မလွတ်နိုင်လို့ကျွန်တော်တို့အခုလမ်းခွဲလိုက်ရပါတယ်ဆိုရင်ပရိသတ်ကလည်းအော်ဒါဆိုရင်တော့ဒီကောင်ဖောက်ပြန်လို့ပဲဖြစ်မှာပဲဆိုအခုတော့ဆဲမှာတော့မဟုတ်ဘူးဒါပြပြတတ်ဝင်ခိုင်းနေရနင်းကောင်နေသူတော်ကောင်းကြီးလှုပ်ပြီးတော့ဟမ်ကျွန်တော်တို့ရှေ့ဆက်ချဖို့ဘလို့မှမရတော့လို့ပါကျွန်တော်တို့ညှိပါသေးတယ်ညှိလို့မရလို့ပါတဲ့ထမပြောနဲ့ငါဆိုညို့အမဘာကို16စိတ်လောက်ကိုအောင်ရိုက်ပြီးမှညို့လွတ်လိုက်ပါနော်ဘာအောင်လာညှိရလဲတရောင်းစားဆိုပြီးတော့ဟမ်တွေးရလိုက်ပြီးတော့တွေးကိုလိုက်အောင်နေတဲ့ဟာသိခမလားတစ်ထက်ကခွင့်လို့မလားဟမ်သူ့မှာလည်းအရှက်နဲ့သိခါနဲ့ဆွေနဲ့မျိုးနဲ့အောင်မြင်မှုနဲ့လေအဲ့တော့ပြောချင်တာနင်တို့နှစ်ကောင်သလုံးနော်စလိုက်ကြော်မရောခြံခုံတဲ့ကောင်နှစ်ကောင်သလုံးကငါတို့ပြိတ္တတွေကိုနင်တို့တောင်းပန်ကြစောက်ကြောင်းဘာမှမရှိဘူးငါတို့လာမတောင်းပန်နဲ့သွားနင်တို့တောင်းပန်ရင်နင်တို့တတိရှိတယ်ဆိုရင်နင်တို့အဲ့မှာတကယ်ကိုနင်တို့လောက်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့ထက်ကိုနင်တို့အဲ့မှာ social media ကနေ live ကနေတောင်းပန်ကြအဲ့ဒါမှငါတို့ပြိတ္တတွေကလည်းကျေနပ်မှာပေါ့အခုကဘယ်နဲ့ငါတို့မဆောင်မယောင်ရစီလူပြိတ္တကြီးရေနောက်မဖြစ်เสียပါဘူးအရင်တော့ကမှားခဲ့တဲ့အမားတွေကိုသင်ခန်းစာယူပြီးတော့ကျမတို့ဘဝကိုရှေ့ဆက်ကောင်းလုပ်ပါမယ်ငါတို့လာမတောင်းပန်နဲ့ငါတို့ကဂျားလူတွေဘာမှမဖြစ်ဘူးတကယ်နစ်နာပြီးတော့တကယ်ကိုအရှက်တွေတိတ်ခါတွေအချစ်တွေနဲ့ရင်းပြီးတော့အချိန်တွေကုန်ပြီးတော့ဟလာနှလုံးသားတွေကြေကွဲပြီးတော့ခံစားခဲ့ရတဲ့ထက်ကိုသွားတောင်းပန်ရမှာနှစ်ကောင်စလုံးနင်တို့ထက်ကိုမတောင်းပန်မချင်းနင်တို့ပြိတ္တကဆဲနေမှာပဲနှစ်မပြောနဲ့အနှစ်20လဲနင်တို့တတိယတိုင်းဆဲနေမှာပဲငါတို့လိုဆဲလီတွေကဆဲပါပဲနော်ဆဲပါပဲအခုဆိုရင်ချစ်သမျှ influencer တော်များများငါတို့လိုပေါ့နော်ငါပွားကြီးတွေပေါ့ငါတို့လည်းနေရာတကာစီကနေဆိုငါတို့လိုပါတဲ့ဟာတွေပေါ့တကယ်အမတွေပေါ့အမှန်တရားကိုညှက်နိုးတဲ့အမတွေမိန်းကလေးချင်းကိုချင်းစားတဲ့အမတွေအကောင်လုံးပြောနေတာပဲမအေးသိန်းတို့မမအယ်မွန်သိန်းတို့ငါတက်တာဥအောင်ပြောနေတာရေးနေတာငါမပြောသေးဘူးကို့အမတွေပြောပါစေဆိုပြီးငါလွတ်ထားတာဟမ်မပြီးနိုင်မစည်းနိုင်ဟိုကရင်အကျော်တယ်မတခါထပြီးတော့တောင်းပန်လိုက်စာအရှိကြီးရေးပြီးတော့ဟိုဘက်ကအကောင်ကပွားကြီးကတခါတောင်းပန်လိုက်နေနင်တို့စာအရှိကြီးရေးပြီးတော့တောင်းပန်တာတွေကိုငါတို့ပြိတ္တတွေကထိုင်ဖက်နေအောင်စောက်လောက်အားမနေဘူးနော်အဲ့တော့ငါတို့မတောင်းပန်နဲ့နင်တို့တောင်းပန်ရမှာပါကာယကံရှိနစ်နာသွားတဲ့ထက်ကိုတောင်းပန်ရမှာစောက်ပေါ်တွေလာလုံနေတယ်နော်မမသိန်းပြောသလိုပဲအဲ့ဒါဟိုမှာလက်မထက်ရသေးတာလက်မမထိုးရသေးတာအဖြစ်လေအပြိုလူပြိုပဲရွေးချယ်မှာပေါ့ဆိုတာနှမသားကြီးကိုချင်းစာပြီးပြောလေ73နှစ်လုံးအတူတူဟလာတွဲလာခဲ့ပြီးမှနင်တို့အတိုင်းတာဘယ်ထိဖြစ်ခဲ့လဲဆိုနင်တို့အသိဆုံးနေမှာပဲလေငါတို့ပြိတ္တတွေလည်းသိနေတာပဲထောက်တာမပြောတာလေဟမ်73နှစ်လုံးနေရမတုံးမထိမကင်မဲနဲ့နေရပါလေဟိုထွက်ရပါမို့လို့လားပြောပါဦးတာဘွားရဲ့တာရဘွားကြီးရဲ့သူများသားသမီးကိုနင်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လေတော်ပြီပေါ့73နှစ်ဆိုတာလွန်နေပြီအတိုင်းတာကိုလွန်နေပြီငါရဲ့ theory ထဲမှာပြောပြီးသားငါနဲ့ခင်နဲ့မိန်းကလေးတွေအားလုံးကိုယောက်ျားတယောက်ကို9နှစ်ထက်ကြော်ပြီးမတွဲနဲ့9နှစ်အတွင်းမှာအဲ့ဒီကောင်ကကိုယ့်ကိုယူဖို့ကိစ္စမပြောဘူးကိုယ့်ကိုလက်ထပ်ဖို့ကိစ္စဟလာမပြေစင်ဘူးဘာမှမလုပ်ဘူးအီယောနဲ့ဒီလိုမျိုးစားလို့ရတာတွဲပြီးနှွေးပြီးစားနေလို့ကတော့အဲ့ဒါကိုတံမိုးလဲကြတယ်ကိုတံမိုးလဲကြတယ်ကိုယ့်ရဲ့အချိန်တွေလဲကုန်တယ်ကိုယ့်ရဲ့အလှတွေလဲကုန်တယ်ဘာလို့ဆိုမမတို့မိန်းမတွေကအရွယ်ရှိတော့အလှရှိတော့မှအမတို့ကပန်းလေးတစ်ပွင့်လိုပဲလှပြီးအာပြီးပွင့်နေတဲ့အချိန်မှာအမတို့မြန်ခိုးမဲ့လူလက်ထဲကိုထည့်ရတာပန်းကညိုးပြီးတော့အပွင့်ဖတ်တွေကျွေသွားတဲ့အချိန်ကျတော့မှဘယ်သူမှမလို့ချင်ဘူးဒါကြောင့်မလို့အမအများကြီးပြောတယ်အသက်အစိမ့်နဲ့30ကြားရည်စားထားပါရှာပါ30နဲ့30အသက်35မကြော်ခင်မှာမြန်ယူပါ35ကြော်သွားရင်မိန်းမတွေကကြာလာပြီမလှတော့ဘူး
အမအကိုကြီးကိုယူတဲ့အချိန်ဟာ30မှာမမဆိုယူတာအကိုကြီးနဲ့လက်ထပ်တာအကိုကြီးက35အမက30နော်ဒါအမတို့တော့ long distance relationship ဖြစ်နေလို့အမတို့ကမြန်ယူလို့မရတာအမအမေရိကမှာအကိုကြီးကမြန်မာပြည်မှာအမတို့ယူလို့မရတဲ့အနေထားတွေမလို့တောင်းတကြောင်နည်းနည်းလေးကြန့်ကြာသွားတာဒါတော့မှအကိုကြီးကယူတယ်39နှစ်မိန်းမကိုအကိုကြီးကယူတယ်တရားဝင်နော်သူကအမကိုချစ်ခရဲဟာတိတ်ချိန်မှာယူခြင်းနဲ့မိသားစုလေးနဲ့အတူတူနေခြင်းနဲ့ဆိုတော့စိတ်ညိုးလေးနဲ့သူကစိတ်ကူးထားပြီးသားဒါကြောင့်မလို့ तू အခုသူအသက်35နှစ်မှာသူလားသူ့ဟာသူယာတုံးနဲ့အနေထားတစ်ခုနဲ့ तू stable ဖြစ်သွားတဲ့အချိန်မှာ तू အမကိုလက်ထပ်ခွင့်တရားဝင်တောင်းပြီးတော့အမကို तू ယူဖို့ပြောတယ်ပြန်ခေါ်တယ်ဟလာပြန်လာခြင်းနဲ့ဆိုပြန်လာခဲ့အဖေလည်းမရှိတော့ဘူးဟလာစိတ်အားငယ်နေတယ်ဆိုရင်အကိုရှိကိုပြန်လာခဲ့ကိုနဲ့တူတူနေမယ်ဆိုလို့မဆိုအပြီးပြန်လာတာဒါသူကံအကြောင်းတရားတွေကဘလို့ဖြစ်သွားလို့လဲတော့မသိဘူးအမပြန်ပြီးတော့ကလေးနဲ့မိသားစုလိုက်အမေရိကကိုအမပြန်ထွက်လာရတာဆိုတော့ပြောချင်တာက9နှစ်ထပ်ပို့ပြီးတော့အချိန်ကုန်ခံပြီးမဆောင်နဲ့ပြောပြီးသား9နှစ်အတွင်းမှာမှကိုပြန်စဉ်းစားအခုအမပြောနေတဲ့အချိန်မှာငါရဲ့ relationship က3နှစ်ကျော်လို့9နှစ်ထဲဝင်တော့မယ်ဆိုရင်တကယ်ချစ်တဲ့ယောက်ျားတယောက်ကလေပိုင်တကွန်လိုပဲ plan ရှိတယ်အမပိုင်တကွန်အဲ့နေရာမှာလေးစားတယ်သိလားသူ plan ရှိတယ်အသက်28နှစ်မှာသူအိမ်အောင်ပြုတ်ကျင်နေဆိုရင် तू စ조사တယ်သူအသက်28နှစ်ပြည့်တဲ့အချိန်မှာ तू ချစ်တဲ့ကောင်မလေးကို तू တကယ်မိသားဖသားပြီးတောင်းရမ်းတယ်ထိမ်းများလက်ထက်တယ်ပိုင်တကွန်အမ congratulations တော်တယ်အဲ့ဒါဘာလို့လဲဆိုမိဘနဲ့ဆိုင်တယ်မိဘရဲ့စိုးဆုံးမမှုအတိုင်းဝိုင်းမောင်နှမတွေရဲ့နှမသားချင်းစာနာတတ်မှုနဲ့ဆိုင်တယ်သူများသားသမီးကိုတွဲပြီးပြီဆိုရင်သူတို့ relationship က4နှစ်လာမှကြိုက်တာအမပြောတဲ့ဘောင်ထဲမှာဝင်းတဲ့ပိုင်တကွန်က4နှစ်နဲ့9နှစ်အတွင်းမှာဆိုရင်သူယူအခုလက်ထပ်ခွင့်တောင်းရတဲ့ကောင်မလေးကသူတို့ relationship က4နှစ်ဆိုရင်ဒါသူဒီယောက်ျားကောင်းတယောက်ရဲ့လှုပ်ထိုက်တဲ့အလုပ်ကိုသူလှုပ်သွားတာ73နှစ်လုံးထိုင်ပြီးတော့တွဲနေပြီးတော့မှတိုးလိုက်ညီးလိုက်နှိုက်လိုက်နဲ့လောက်ခဲ့ပြီးတော့မှလက်မထပ်ဖဲနဲ့ခြံခုံသွားတဲ့ယောက်ျားတယောက်ကိုဘယ်အမျိုးသမီးကဘယ်စိတ်နဲ့ခွင့်လွတ်နိုင်မှာတော့စဉ်းစားလေနော်ဟာလာအမပြောတာအဲ့တော့အချိန်မဆွဲပါနဲ့9နှစ် within 5 year အတွင်းမှာကိုယ့်ကိုဘာမှလက်ထပ်ဖို့မတက်ဘူးဆိုရင်ဖြတ်ချလိုက်အလုံးစုံခံစားရ6လတစ်နှစ်ပေါ့ပြီးရင်အချိန်ကကုစားသွားမှာပဲအခုဆိုအေးဆေးပဲဘာပြီးဆောက်တချင်းထွက်သွားတယ်နာမည်တက်ပြီးပြောပိုင်ခွင့်မရှိဆိုရင်အဲ့တချင်းနဲ့ခရက်တသိန်းဖြစ်သွားတာအဲ့ဒီတချင်းကြောင့်ပဲပယောဂမှန်လို့တုံဆင်းလာကြတာအကုန်လုံးဖောက်ပြန်ခဲ့တဲ့လူတွေသူတို့လက်ပြောင်သူတို့မလုံဘူးဟိုကဘသူ့မှရွယ်ပြီးရေးတာမဟုတ်ဘူးသူတချင်းသူကသူစပ်ပြီးရေးသွားတာဒါပေမဲ့ကိုတကယ်လောက်ခဲ့တဲ့သူတွေကလက်ပြောင်မလုံဘူးနော်တို့ဘလောက်ပဲအောင်မြင်နေဘလောက်ပဲသရုပ်ဆောင်တွေကောင်းပြီးတော့ဘလို့တွေပဲရုပ်ရှင်တွေပဲရကိုလောက်ခဲ့တဲ့အမားတစ်ခုတည်းကိုလိုက်ပြကိုရှက်ကိုလိုက်ပြကိုမလုံတဲ့သူတွေကဘတော့မှလူဘဝမှာတင်းတောင်တင်းတယ်ကောင်းမွန်ဂုံရှိကြတဲ့ရှိမနေရဘူးကိုလောက်တာကိုသိတယ်သူပြောရတယ်73နှစ်ဘာမှမလုပ်ပြောပြီးသား तू ကထွက်ရပေါင်းမို့လို့လားလို့အဲ့ဒါဆိုလဲဝစ်ဖြူစင်ကြဝစ်ပြီးတော်လဲသွားနေလို့73နှစ်မှာဘာမှမလုပ်ဘူးဆိုတာသူ့နှာခေါင်းထဲနေငါတို့ကတက်တယ်ဖြစ်နေပြီနော်အဲ့တော့ဒီလောက်ပဲပြောမယ်အဲ့တော့ပြောပြီးပြီငါတို့ပြိတ္တတွေကိုဂျားတွေကနေလာပြီးတော့ခုလုံးလုပ်ပြီးတော့တောင်းပန်ပါတယ်တွေဂရိပေးပါတယ်တွေရှေ့ဆက်ပြီးဘဝကိုကောင်းအောင်ရှောက်ပါမယ်လာမပြောနဲ့နင်တို့အဲ့မှာအပြစ်ရှိတဲ့လူလောက်ခဲ့တဲ့လူတွေကသွားတောင်းမယ်နော်တကယ်အဲ့လိုလုပ်ရမှာမိန်းမဆိုလဲမိန်းမဖြစ်တဲ့လူကတတိရှိနဲ့တောင်းမယ်အမမှားပါပါတယ်ညီမမှားပါပါတယ်ဟိတငယ်ချင်းရေငါမှားပါပါတယ်ငါရဲ့လုပ်ရအတွက်ငါ့ကိုခွင့်လွှတ်ပေးပါငါတကယ်ကိုမှားခဲ့ပါတယ်ငါလူမဆန်မဲနဲ့ဟလာငါကိုချင်းမစားပဲနဲ့မိန်းမချင်းကိုချင်းမစားပဲနဲ့ငါဒီလိုမျိုးတွေလောက်ခဲ့မိပါတယ်အထီးတွေကိုငါตายရပြီးတော့ဖြစ်ခဲ့ပါတယ်ဆိုတာမျိုးတောင်းမှန်လိုက်လူဆိုတာကိုယ့်အဖြစ်ကိုဝင်ချတောင်းမှန်တတ်တာအဲ့ဒါလူမှန်လူကောင်းနော်အစစ်တမ်းရှိတဲ့လူကိုမကိုသိပါရဲ့ဒါနဲ့မှမတောင်းမှန်မယ်နဲ့ရှောက်ပြီးပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ဟိုလူတောင်းမှန်ဒီလိုမဆိုင်တဲ့လူတွေကိုလိုက်တောင်းမှန်နေတာအလကားဘာမှအကျိုးမရဘူးအကျိုးထိရောက်တဲ့အလုပ်မဟုတ်ဘူး
နော်လုံးဝပဲဘယ်မိမခြံခုံတဲ့ကိစ္စကိုခွင့်မလို့ဘူးရီးသားဘွားမှလည်းခွင့်မလို့ဘူးတိတ်နောင်တဲ့ဘွားမှလည်းခွင့်မလို့ဘူးအဲ့တော့ကိုယ့်ဟာကိုယ်အရေးချင်းရှိတယ်ကိုရှော့ပေါ်ကိုရက်နိုင်တဲ့မိမတွေကတော့ကြောပေးပြီးတတ်တာကြမှာပဲဟုတ်တယ်မလားဘော်ဘီဆောင်ဆောင်သူတချင်းတယောက်တည်းဆက်ပြီးတယောက်တည်းထဆိုလဲအောင်နေတယ်လေပေါက်တယ်လေမီလီယံနဲ့ချီပေါက်တာလေရှင်းတယ်နော်ဘယ်သူမှမလို့ဘူးမြန်မာနိုင်ငံမှာသူ့လို rapper တယောက်မှမရှိဘူးမိတဲ့လူအမ rapper ထဲမှာသူ့အကြိုက်ဆုံးသူ့ရဲ့စချင်းဆိုတဲ့ scale ကိုအမအကြိုက်ဆုံးပဲမင်းကလေးထဲမှာနော်သူပြီးအမနောက်ထပ်ကြိုက်တာရှိတယ်ဟိုဟာဒီဒီကိုကြိုက်တယ်အမဒီဒီကိုကြိုက်တယ်အဲ့နှစ်ယောက်ပဲသူတို့ဆိုတဲ့ rap scale မှာအမဒီဒီနဲ့ဘော်ဘီဆောက်ဆာနဲ့အမအကြိုက်ဆုံးပဲဒီဒီဆိုလဲသူ့ဟာသူယောက်ျားနဲ့သူ့ကလေးနဲ့သူ့မိသားစုလေးနဲ့တင်းတောင်းတင်းတယ်နဲ့တက်တရရှိဂုံရှိမင်္ဂလာရှိနေတယ်အမသဘောကျတယ်နော်အဲ့တော့အမဒါလေးပဲပြောချင်တာငါတို့ပရိသတ်တွေကိုလာပြီးတော့နင်တို့ရဲ့ကိစ္စတွေမှာငါတို့ကိုဆွဲမထဲနဲ့ငါတို့ကဘာမှမဆိုင်ဘူးငါတို့ကဘေးလူပတ်ဝန်းကျင်ကနေငါတို့ကဒီလိုမျိုးနင်တို့ကပွဲကင်းထဲမှာနင်တို့၃ယောက်ဖြစ်တဲ့ကိစ္စနော်နင်တို့ပွဲကင်းထဲမှာကိုယ့်အကိုကြည်ရှင်ကိုယ့်အကိုတောင်းမယ်ကိုယ့်အကိုဝင်ချနော်အဆက်ရှိတယ်တိုက်ခါရှိတယ်တတိရှိတယ်ဆိုရင်အဲ့လိုလုံးအဲ့လိုမဟုတ်ဘဲနဲ့လာပြီးတော့ဟိုလူကိုတောင်းမယ်ဒီလူကိုတောင်းမယ်ပရိသတ်ကြီးကဘာဖြစ်တယ်လာလုံနေတယ်ငါတို့ကနင်တို့ရင်းနေတဲ့စာရှင်ကြီးကိုထိုင်ဆောက်ဖတ်နေအောင်လဲအားရမနေဘူးရှင်းပဲနော်နင်ရေငါပြောနေတာကိုနင် like ကိုနားမထောင်လို့ပြောနေရလားလာရေးတာလားဒါမှမဟုတ်ရင် like မမီလို့လားဘာဖြစ်လို့လဲအမပြောသွားတယ်မှာအကုန်ပါသွားပြီလေအဲ့ဒါကိုထပ်ပြီးတော့ပြောပေးအောင်ဆိုစကားဘာကြီးတော့ live ကိုတေချာကြည့်လေအမပြောသွားပြီအားလုံးပြည့်စုံနေပြီအနှစ်ချုပ်ကတော့ဒီ live တစ်ခုလို့ရအနှစ်ချုပ်ကတော့မိန်းမတွေဟာဖောက်ပြန်တဲ့တောင်မခံနိုင်ဘူးနော်နောက်တစ်ချက်9နှစ်အတွင်းမှာကိုယ်မယူဘူးဆိုရင်အဲ့ယောက်ျားတယောက်ကိုဆက်ပြီးတော့မျောလင်းတလင်းနဲ့တွန်းနေကြကြောင်းဘာမှမရှိဘူးနော်ယောက်ျားတယောက်က9နှစ်အတွင်းမှာစကြိုက်ပြီး9နှစ်အတွင်းမှာသူယူကျင်တဲ့မိန်းမတယောက်ကိုတင်းတောင်းနေယူနိုင်အောင်လို့စ조사ရမယ်ပလန်ချရမယ်ဟလာစီမံကိန်းတွေနဲ့လျှောက်တိုင်နေရမယ်ရှိရမယ်အလုံးမှမရှိဘဲနဲ့အီယောနဲ့စားရပြီးတော့တွဲရပြီးတော့တွဲနေလို့ကတော့အလကားပဲကိုယ်တွေလည်းတန်မိုးကြတယ်ကိုယ်တွေရဲ့အချိန်တွေလည်းကုန်တယ်ဖြတ်ပြေးနော်ကိုယ့်ကိုပြန်စဉ်းစားငါတို့တွေဒီအီယောနဲ့ဘောလောနေပြီဘောလောလိုက်နေပြီလားလို့ကိုယ့်ကိုစဉ်းစားနော်အဲ့တော့ဘောလောလိုက်နေလို့ရှင်ကိုယ့်ကိုပြန်ပြီးအဖက်ပြန်ဆဲနော်ကိုယ့်ကိုကောင်းတဲ့ယောက်ျားကောင်းတဲ့အမျိုးသားကောင်းဆွေမျိုးကောင်းရိုးကောင်းကိုရှာယူနော်အဲ့လိုကောင်မျိုးတတာဖိုက်လို့လှုပ်လိုက်ကိုယ်လည်းဒီလိုပဲတတာဖိုက်လှုပ်ပြီးတော့ကောင်းကောင်းမွန်နဲ့ကိုယ်လည်းကောင်းတဲ့မျိုးကောင်းဟဟလာရှာပြီးယူတာပဲအဲ့တော့မိန်းမတွေအိမ်တော်ပြုတဲ့ခါမှာညံကိုလွှာသုံးရတယ်နော်အဲ့တော့ညံမပါပဲလို့ကတော့အဲ့ဒါတရွေးကွက်ထဲမှာပတ်လက်မုံနေလို့ဂျုံထိုးမောက်ခုံတဲ့တိုင်မင်းတွေထိုးပြီးအဲ့မှာဘလို့နဲ့မျောနေလိမ့်မယ်နော်ဟုတ်တယ်ပြန်လာလဲလက်မခံနဲ့အဲ့ချရာအစိုးဆုံးပဲအမပြမယ်အဲ့ဒီကိုနဲ့ပြတ်ပါပြီးသား relationship တစ်ခုอ่ะယောက်ျားလေးဘက်က तू မားပါတယ်ဆိုလို့တိုးတိတ်ဝင်ခံပြီးတော့ကိုကိုပြန်ပြီးတော့ဟလာအချိုတွေကျွေးပြီးတော့ငိုယိုပြီးတော့ချော့မော့ပြီးတော့ပြန်ပြီးတော့ relationship ကိုပြန်ဆက်ဖို့ပြန်ပြီးတော့ညှိတဲ့အချိန်မှာတစ်ဖက်မိန်းကလေးကစိတ်မာမရတယ်စိတ်မမိုင်အဲ့မှာနောက်တစ်ချိန်ထပ်ပြိုလဲမှာပဲစိတ်မာရတယ်ဘာဖြစ်လို့လဲဆိုတော့အမအဲ့နေရာမှာကိုချင်းစားတယ်မိန်းမတိုင်းလည်းအဲ့နေရာမှာသိကြမှာပဲအဲ့လိုမျိုး situation မျိုးကိုကြုံနေတဲ့သူတွေသိကြမှာပဲဘာလို့ဆိုတော့တအားကိုစိတ်ကတင်းကြီးနဲ့ခံရတာမတင်းသားလို့ရှိရင်အမတို့ကချစ်တဲ့စိတ်နဲ့ပြန်မျောသွားမှာလေဒီရေးစားမှာဘောလောနဲ့အမတို့ကဆက်ပြီးမျောရအောင်ပါလေဆိုတော့အမတို့ကဆိုလို့ရှိရင်တော့အမတယောက်တည်းဝေခွဲမရမြေဘဲမတွေဖြစ်ပြီးတော့အမဘာလို့အမမသိတဲ့အချိန်မှာအမရဲ့အဖေပေါ့ပပကိုအမဖုန်းဆက်ပြီးအမမေးတာပပသမီးဒီလိုပဲ situation ဖြစ်နေပြီပပသမီးဘာလုပ်ရမလဲသမီးပြန်ပြီးတော့လိုက်သွားရမလားပြန်ပြီး relationship ပြန်ဆက်ရမလားဒါမှမဟုတ်သမီးလက်ခွဲပြီးတော့သမီးတယောက်တည်းနေနေတဲ့အတိုင်းပဲသမီးရှေ့ဆက်ရှောက်ရမလားဆိုအမအဖေကသမီးတဲ့နည်းနည်းတော့ခံစားရမယ်တဲ့ဒါပေမဲ့အချိန်ကသမီးကိုကုစားသွားလိမ့်မယ်ကိုဘွားရှေ့ဆက်တိုးတက်ဖို့အတွက်ပဲကိုခေါင်းထဲမှာထည့်သမီးပြန်သွားရင်နောက်တစ်ချိန်ထပ်ပြီးတော့ခြံခုံတတ်တဲ့ကောင်က
တစ်ချိန်ခုံပြီးရင်နှစ်ချိန်ခုံမယ်နှစ်ချိန်ခုံပြီးရင်သုံးချိန်ခုံမယ်အခွင့်အရေးရတိုင်းကို तू ကလုံနေလိမ့်မယ်တဲ့ယောက်ျားသဘာဝတဲ့ပပယောက်ျားချင်းမို့လို့ပိုတိတယ်ပိုနာလေတဲ့အမဖေကအဲ့တော့သမီးရဲ့တစ်ချိန်မှနေသမီးကြောပေးပြီးတော့ဝေးဝေးမှနေလိုက်ပါတော့သမီးအချိန်ချင်းခါခါမပြိုလဲပါစေနဲ့သမီးအချိန်ချင်းခါခါခံရမှာဆိုလို့ပပကသမီးကိုချစ်တဲ့စိတ်နဲ့တားတာပပစကားလေးကိုသမီးနားထောင်လိုက်ပါတဲ့ဥကိုကိုကအဲ့တော့ကျမမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီးတော့ဟုတ်ကဲ့ပါပပဆိုပြီးတော့အမကြောပေးပြီးတော့လမ်းခွဲပြီးအမဘဝအမရှေ့ဆက်လျှောက်ခဲ့တာအဲကြောင့်မလို့ပြောချင်တာအဲ့ချိန်မှာအရန်ခံစားရတယ်မျိုးသမီးတွေကချစ်တဲ့စိတ်ကပြန်လိုက်ချင်တယ်ဟာဒီဘက်ကသိလားမသိစိတ်နဲ့သိစိတ်နဲ့မှာအမတို့မိန်းမတွေကလွန်ဆွဲကြရတာအဲကြောင့်မလို့ဘာဘိတ်ဆောက်ဆောက်အမ 100% အမခံစားပေးလို့ရတယ်နော်လောက်သွားတဲ့သူတွေကျူးလွန်သွားတဲ့သူတွေကတော့သူတို့လောက်ခဲ့တာလေပြန်တောင်းမှန်တောင်းမှပဲသူတို့ကလောက်ခဲ့ပြီးမှတန်တယ်လေလောက်ပြီးမှသူတို့ကတောင်းမှန်ရတာဘာမှမလုပ်ပဲနဲ့ခံရတဲ့လူကအရန်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုမားဆိုးကပြောပြတာအဲ့တော့မားဆိုး live ရှိတယ်ဆိုတာကိုတကူတကအချိန်ပေးပြီးတော့စောင့်ပြီးတော့နားထောင်တဲ့သူတွေဒါလေးကိုကျင့်တတ်မယ်လို့ထင်တယ်အမအများကြီးတော့မပြောချင်ဘူးအားလုံးလည်းတတိုင်းပြည်လုံးတစ်နိုင်ငံလုံးလည်းပြောထားတာတွေကမွားစာထိုးနေပြီသူတို့တွေလည်းကောင်းကောင်းကြီးကိုလူတော်လည်းမတိုးရတော့ဘူးအီစနန်တွေလည်းဝင်နေတော့ပါပြီနော်အဲ့တော့ဒါနောက်သူတို့ရဲ့ပုံစံကိုဖြစ်သွားတဲ့အဖြစ်အပျက်ကိုကြည့်ပြီးတော့အမားတို့လူမှုပတ်ဝန်းကျင်အမားတို့ရဲ့ဘဝတွေမှာလည်းအမားတို့တွေသင်ခန်းစာယူပြီးတော့အသက်ရှိတဲ့လူတယောက်အနေနဲ့အမားတို့ရှေ့ဆက်ပြီးတမိုးရှိနဲ့ရှေ့ဆက်လျှောက်သွားဖို့လိုအပ်တယ်ဟာလားအထူးသဖြင့်တငယ်ချင်း relationship တွေကိုချမ်းမခုံဖို့ဟာလားကိုယ့်ရဲ့ဆွေမျိုးနီးစပ်ရာကိုယ့်ရဲ့ပတ်ဝန်းကျင်လက်တကမ်းမှာရှိနေတဲ့တယောက်နဲ့တယောက်မျက်နှာနာရမဲ့သူတွေရဲ့relationship တွေကိုအမားတို့တွေစနိုက်ကြော်မလုပ်ဖို့အရင်ရေးကြည့်ပါတယ်နော်လူဆိုတာချမ်းသာတာဆင်းရဲတာပညာတတ်တာမတတ်တာနဲ့မဆိုင်ဘူးလူကျင့်ဝတ်ဆိုတဲ့ကျင့်ဝတ်ဆိုတာရှိရတယ်နော်မလုပ်တဲ့မလုပ်ထိုက်တာမလုပ်ကောင်းတာမလုပ်ဘူးဆိုတဲ့ကျင့်ဝတ်နဲ့ဆိုင်တယ်နော်ဘွဲရတာတွေဘာတွေမလုံးဘူးနော် UFM မှာ၄နှစ်လုံးကွင်းရခဲ့တာနဲ့လည်းမဆိုင်ဘူးမလုပ်တဲ့မလုပ်တတ်တာမလုပ်ရဘူးโอเคနော်အဲ့တော့ဒါလေးကိုအမားတို့သင်ခန်းစာယူမယ်အမားတို့တွေသူတို့မှားတဲ့အမားမျိုးတို့တွေပတ်ဝန်းကျင်လူမှုဘဝမှာမမအောင်လို့အမားတို့တွေစီးလေးနဲ့ဘောင်လေးနဲ့လူစီဘလူးစီဆိုတာရှိတယ်ဟဲ့လားဒါလေးကိုတော့အထူးသဖြင့်ကိုကြောင့်တစ်ဖက်သားယောက်ျားလေးမိန်းကလေးတွေမှာနစ်နာသွားမှာမျိုးပြိုကွဲပျက်စီးသွားမှာမျိုးတွေကိုအမားတို့မလောက်အောင်အမားတို့ထိန်းသိမ်းရမယ်ဒါလောက်ပဲနော်